ခဏခဏပြောတယ်ဒီဗမာနိုင်ငံမှာလွဲနေတဲ့ခေါင်းစည်းတစ်ခုကတော့မိခင်နဲ့ကလေးစောင့်ရှောက်ရေးဆိုတဲ့ခေါင်းစည်းပဲလို့မိခင်နဲ့ကလေးတွေကဆိုးတာမဟုတ်ဘူးဖခင်နဲ့လူကြီးတွေကဆိုးတာမလို့ဗမာနိုင်ငံမှာတကယ်ရှိတဲ့နာတော့ဖခင်နဲ့လူကြီးများစောင့်ရှောက်ရေးအသင်းပေါ်တဲ့နေနော်မိခင်နဲ့ကလေးများစောင့်ရှောက်ရေးကမလိုပါဘူးလို့ကဲဒါတော့တက်တာတို့ထိုင်ဥရှာထားမှထားနဲ့မလိုတက်တာပဲငါနိဗ္ဗာန်ရောက်ကြောင်းတရားဟောမှလည်းမဟုတ်ဘူးเนาะကဲအလုံးမင်္ဂလာပါအဲ့တော့ယဉ်ကျေးလိမ္မာလို့ဒါလိုပြောပါတယ်ယဉ်ကျေးလိမ္မာအကြောင်းကတော့ခုနပြောသလိုပါပဲကလေးတွေအတွက်ယဉ်ကျေးလိမ္မာဆိုတာမလိုဘူးဘယ်နိုင်ငံမှာမှမလိုပါဘူးဘယ်နိုင်ငံမှာလည်းပဲကလေးတွေကိုယဉ်ကျေးလိမ္မာလို့မသိဘူးလူကြီးတွေယဉ်ကျေးလိမ္မာပဲလို့တာဘာလို့ဆိုတော့ဘယ်ကလေးမှအမေဝမ်းတွေကဆဲထွက်လာတဲ့ကလေးမရှိဘူးအဆဲဆိုတာလည်းလူကြီးတွေရှိရတတ်တာပဲမဟုတ်တာတွေဟိုတည်းကလည်းလူကြီးတွေရှိရပဲတတ်တာပဲဆိုတော့လူကြီးတွေလိမ္မာနေပြီဆိုရင်ကလေးတွေကအလိုလိုလိမ္မာပြီးသားပါပဲဥစဉ်ခဏခဏပြောတယ်ဒီမိဘတွေကလည်းပြောပါတယ်ကလသားသမီးတွေဟာအတော်ကိုဆိုးကုန်ပြီဗျာတဲ့ကာလသားသမီးတွေရောကာလကျောင်းဆရာဆရာမကြီးရလည်းညီးတယ်ကာလတပည့်တွေကအရင်လိုမဟုတ်တော့ဘူးတဲ့ဥစဉ်ကတော့အဲ့လိုမမြင်ဘူးလို့ကာလမိဘတွေကအရင်လိုမဟုတ်ကြတော့တာလို့နော်အရင်ကရေးကျေးလိမ်မာဆိုတာဥစဉ်တို့ကကျောင်းမတက်ရဘူးဘိုးဘွားရင်ဝင်ကဟာရေးကျေးလိမ်မာပဲသူတို့ကပုံတော်ပတ်စာတွေပြောတာလေဆိုးတဲ့လူတွေဘယ်လိုဆိုးဒုက္ခတွေရောက်တယ်ကောင်းတဲ့လူတွေဘယ်လိုတော်သွားတယ်ဆိုတာအဲ့ဒီဟာစားတာဥစ္စာတော့စာဖတ်တဲ့အကျင့်ကလည်းအဲ့ဒီဘိုးဘွားမိဘတွေပြောတယ်ပုံပြင်လေးတွေကစတာပဲပုံပြင်တွေကိုနားထောင်လို့အားမရဘူးဆိုတဲ့အခါကျတော့ကိုယ့်အကူစာဖတ်တတ်ပြီဆိုတဲ့အချိန်မှာစာအုပ်တွေရှာပြီးတော့ဖတ်ကြတာပါပဲဥစ္စာတော့စာဖတ်တတ်စအရွယ်ကဆိုရင်ခုခေတ်လိုလဲစာအုပ်တွေမပေါ်ပါဘူးအဲ့တုန်းကပေါ်တဲ့စာအုပ်တွေကလည်းဘာလို့တေးတက်တွေရောဘာတွေရောဒွေးကြိုးတွေရောနဲ့ရေးထားတဲ့စာအုပ်လေးတွေတအုပ်ပြား40ပေးရတဲ့စာအုပ်လေးတွေခက်ပါပဲเนาะအဲ့တော့ရင်ကျေးလိမ္မာကတော့ဥစဉ်တင်တယ်ကလေးတွေကြီးပြောင်းနေလို့မရဘူးစနစ်ကြီးတစ်ခုလုံးကိုပြောင်းမှဖြစ်မဲ့ကိစ္စပါပထမဆုံးကတော့စောစောတော့ဆရာကြီးဆရာဥတ္တညွန့်နဲ့ပြောမိသေးတယ်ဗမာပြည်မှာဦးစင်းတို့တော်တိတတ်တဲ့နောက်ပိုင်းမှာဦးစင်းထင်တယ်80ခုနှစ်လောက်ရဲ့နောက်ပိုင်းရောက်မှာဗမာပြည်မှာပညာသင်တဲ့စနစ်လုံးလုံးမရှိတော့ဘူးပထမဆုံးပြဿနာကပညာမတတ်ကြလို့ဘာလို့ပညာမတတ်ကြလို့ဆိုပညာကိုမသိဘူးအဲ့ဒါဓမ္မကြီးတော်ဆန်းစီကဟိုဦးစင်းကပြောတော့ပညာမသိဘူးလားဖေရတယ်မသိဘူးလို့ဓမ္မကြီးဘာတွေသိနေတာစာတွေသိနေတာလို့တက်စပုတ်ထဲကစာတွေအရာကျက်ပြီးတော့အဖြေလွှာတဲ့ကိုရေးနိုင်တဲ့လူရေးကူထဲတဲ့ပုဂ္ဂိုလ်ပညာရှိတို့တတ်မှတ်တဲ့နိုင်ငံဟာဘယ်တော့မှပညာတတ်မထွက်ဘူးလို့ပထမဆုံးစနစ်ကအဲ့ဒါအဲ့တဲ့ပူဆိုးတဲ့စနစ်ကတော့လို့တချို့ကလေးတွေကတကယ်ဆရာဝန်ဖြစ်ချင်တယ်တချို့ကတကယ်အင်ဂျင်နီယာဖြစ်ချင်တယ်သူတို့ကြိုးစားတယ်လို့ဒီနေ့စာမွေးပွဲဆိုတာကြီးမှာမကြကြအောင်ညစ်ပြီးတော့မေးတဲ့ပုစ္ဆကဆရာရဲ့လေဖိတ်ညစ်အသက်ခံရတဲ့အတွက်ပညာရှိတွေတော်လူညွန့်တုံးသွားတယ်မဖြစ်ရဘူးအဲ့ဒီစနစ်ကမလိုဘူးလို့တနေ့လုံးကြိုးစားတာသူတော်ချင်းတဲ့နေရာစနေပဲတကယ်တိုးတက်တဲ့နိုင်ငံတွေမှာစာဝတ်စနစ်မရှိဘူးပညာသင်တဲ့စနစ်ပဲရှိတဲ့အကြောင်းပြောတယ်အဲ့ဒီကြောင့်တော့ကလေးတွေမျက်စိရှုပ်သွားမှဆိုလို့ထုံမပြောပါဘူးပြီးတော့ပြီးခဲ့တဲ့2ပတ်လောက်ကမှဦးစင်းကိုကျောင်းတစ်ကျောင်းကဖိတ်တယ်ဘာလဲဆိုတော့ဗုဒ္ဓနိကြပညာသင်ရေးစနစ်တဲ့အဲ့ဒီကျောင်းကိုဟောပြပါတယ်ဗုဒ္ဓနိကြပညာရေးစနစ်ကိုဗမာပြည်မှာဟောဖို့တော်တော်ခက်တယ်လို့တရားနိုင်ငံတွေမှာတော့ဟောဖို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဗမာပြည်မှာက textbook ကိုအရင်ပြထားတာအဲ့ဒီစာအုပ်တွေကဟာတွေကိုသင်ရမှာဒီကလေးကဒီထက်ကဝါနာပါလားမပါလားလည်းမသိဘူးလို့
ဗုဒ္ဓနိကြပညာရေးစနစ်က test ပုံမရှိဘူးသူဝါနာပါယာကစမယ်တရသေးနီးလဲမရှိဘူးဒီဖျားလက်ထက်ကဥစ္စာတော်စိတ်ဝင်စားလို့ပညာရေးကြောင့်လေ့လာပါတယ်လူငယ်လေးတယောက်ရှင်သာရိပုတ္တရာရဲ့အတိုင်းဝိုင်းနေရပါပဲလူငယ်လေးတယောက်ကမိန်းကလေးကိုချစ်တာဒါပေမဲ့သူတို့နိုင်ငံမှာဇက်ခွဲခြားမျိုးစနစ်စီတော့မိန်းကလေးကဇက်နေဖြစ်တဲ့အတွက်မိဘတွေကမပေးစားဘူးဆိုပြီးအတင်းခွဲလိုက်တာအဲ့ဒါရှင်သာရိပုတ္တရာကြီးအဲ့တော့ရှင်သာရိပုတ္တရာလည်းဘုန်းကြီးဆိုတော့ဘုန်းကြီးဆိုတာမင်းတို့သတိတော်ထားသိကိုချင်းစာနာတာမဟုတ်ဘူးအဲ့တော့သူရှိလဲအဲ့လာရောသူကကြောင်းခေါ်ပြီးတော့တင်ငန်းဝတ်ပြီးတော့လာရဟန်းပြုတ်ပြတဲ့ခါကျတော့သူတရားပြရမယ်ဆိုတဲ့ခါကျတော့မိန်းကလေးကိုချစ်ပြီးတော့ဒုက္ခရောက်နေတာဆိုတော့ဥစ္စာကမ္မထမ်းမှာကယာကားစရိုက်ခေါ်တာပေါ့လေယာကားစရိုက်ဆိုရင်အတုပကမ္မထမ်းပေးရတယ်ဆိုပြီးတော့ရှင်းသားပြောတာအဲ့ဒီကောင်လေးကိုတင်ញိုင်းကုတ်ခေါ်သွားပြီးတော့တင်ញိုင်းကုတ်မှာသူတို့ပြစ်ထားတဲ့အလောင်းတွေကြည်ခိုင်းတာမင်းတို့စဉ်းစားကြည့်အသေးခွဲယောဂါကိုမตาနဲ့ကုတာဘယ်လောက်ဆိုးတော့ဆိုတော့အဲ့ဒါကလေးကတခါတည်းပြင်းရှင်စီပေါက်လာတာပြန်လို့ပြေတော့မကြည့်တော့ဘူးဘယ်နဲ့ကိတီကလေးမလေးချစ်တာကိုမသားအကောင်ဖို့တွေကြည့်ခိုင်းတော့ဘာလုပ်လို့ဖြစ်မလဲဖះရှိရောက်တော့ဒီကမနေတော့ဘူးထွက်မယ်လို့ဆိုတော့မှဖះနေပါအောင်နဲ့ငါလည်းလာငါနဲ့လမ်းလျှောက်လိုက်ခဲ့ဇေတဝန်ကျောင်းအနီးမှာရေကန်ကြီးရှိတယ်တဲ့အဲရေကန်ကြီးဖေးကိုလမ်းလျှောက်ရေကန်ကြီးထဲမှာကြားတွေကလည်းပွင့်နေတာအရေးကောင်းတဲ့နေရာကျတော့ဒီနားထိုင်အောင်ကွာလို့ဖះကဒီအဲ့လိုခေါ်တာဒီတပ်ပင်ကြီးဖះရှင်ကြီးကတပည့်တယောက်ကိုဆက်ဆံပုံကအဲ့တိုင်းပဲဒီနားထိုင်အောင်ကွာဒီကန်ကြီးကတော်တော်သားရတာပဲကွာဒီရာသီဥတုလည်းကောင်းတယ်ဆိုဟုတ်ပါတယ်ဖះတဲ့တော်တော်သားရပါတယ်တဲ့အမေကြားတွေကလည်းအယောင်ဆုံးပွင့်လာမတွေ့လားတွေ့ပါတယ်ဗျမလှဘူးလားကွာတဲ့ဆိုတော့ဟာလှတယ်ဗျာတဲ့မေဒီနာထိုင်ပြီးတော့အဲ့ဒါကြည့်နေကွာတဲ့ဗျမေကြားပွင့်နေဘလောက်များမြင်တော့အဲ့ဒါလိုက်ကြည့်တော့မေဒီနာထိုင်နေအောင်ဆိုပြီးအဲ့လိုထားကြတော့ဖះကသွားတာအဲ့ဒါဘာလို့ထားလဲဆိုတော့အဲ့ဒါဖះရဲ့တရားဟောဒီပဲဖះစာသင်နည်းပေါ့အဲ့တော့အဲ့ကလေးကအချင်းနာကြတဲ့လူကပန်းလှလေးတွေကြည့်ရတယ်ဆိုတော့နည်းနည်းတော်သေးတာပေါ့နော်ခုနမသားကြည့်ရတာနဲ့ဆိုင်အတော်ကြီးကိုပျော်သွားတာအဲ့တော့ကြည်တာဘုရားကပန်းနေများမြင်အောင်ကြည့်လို့ပြောတယ်ဆိုပြီးတော့လက်ကြည့်ရင်နဲ့ညက်နေဆောင်းသွားနေဝင်ခံနေတဲ့ခါကျတော့စိုးကသူလှတယ်ဆိုပြီးတော့ကြည့်တယ်ပန်းနေအကုန်လုံးကြော်ပန်းနေညှို့သွားတာအဲ့ကျမှဘုရားရှိလာပြီးတော့တပည့်တော်သဘောပေါက်ပြီတဲ့အရှင်ဘုရားတပည့်တော်ကိုတရားနည်းပဲပြပါတော့တဲ့လောကအကြောင်းကိုသူနားလည်သွားပြီတဲ့အဲ့ဒါဘုရားစာသင်နည်းပဲเนาะတရားလည်းရှိပါတယ်အလုံးသိဘူးနာပါမြတ်စွာဘုရားရဲ့ညီတော်နန္ဒမင်းသားဆိုတာလေကြားဘူးလားပဲဆရာမတို့ကြားပါမယ်ဟိုဇနဗရကလျာဏီနဲ့လက်ထပ်မဲ့နေ့အဲကြောင့်ဘုရားကလည်းသိပြီးတော့ကိုချင်းစာတာမဟုတ်ဘူးလူတွေကိုအကုန်လုံးသူလိုကြီးထင်တာပဲသူကလည်းဒီတိုင်းပဲဇွတ်ထွက်လာတာဆိုတော့သူ့ကြည့်ကြတော့လေသူကလက်ထပ်မဲ့နေ့မှာဇွတ်ခေါ်လာတာတပိတ်ထန်လိုက်ခဲ့ကွာဆိုတင်ငန်းဝတ်ပြီးတော့တာပဲဟိုကဇနဗရကလျာဏီလွမ်းနေတာဘုရားကသိတယ်သူ့ကိုဘယ်အစသိရမလဲဆိုတော့သူကမင်းလေးငန်းတဲ့ကောင်ကိုအဲ့လိုဆိုတော့နည်းနည်းရီးလိုက်သေးတယ်ဘုရားကတော်ရဲခေါ်သွားပြီးတော့တင်းကုတ်ပေါ်မှာမြောက်မကြီးဒီကောင်တွေတော့မင်းဇနဗရကလျာဏီနဲ့ဒီမြောက်မကြီးနဲ့ဘယ်ဟာလှတယ်ကွာလို့ပြောတာဟာနန္ဒမင်းသားခါတယ်ရင်ဘတ်ထုတ်ပြီးတော့ငိုတာနောက်မှငါစတာပါတဲ့အမေငါပြကြတာဒါမှမဟုတ်ပါဘူးဆိုပြီးနတ်ပြည်ခေါ်သွားတာအဲ့ကျတော့နတ်သမီးတွေအကုန်လုံးပြလိုက်တာအဲ့ဒါဘာလို့ထားလဲဆိုတော့အဲ့ဒါနန္ဒမင်းကိုဘုရားတရားဟောဒီပဲလှဘူးလားကွာလို့ဆိုတော့ခဲ့တော့တိတ်လာတာပေါ့ဗျာတဲ့ယူရင်လားဆိုတဲ့ခဲ့တော့မင်းဇနဗရကလျာဏီနဲ့ဘယ်လိုနေတယ်လို့ဆိုတဲ့ခဲ့တော့အဲ့ဒါပဲယောက်ျားတွေစိတ်တက်ကအဲ့ဒါပဲဒီနတ်သမီးတွေကြည့်ပြီးတော့လဲဇနဗရကလျာဏီနဲ့လမ်းမှာတွေ့ခဲ့တဲ့မြောက်မကြီးနေရာတဲမထူတော့ပါဘူးတဲ့သူနော်အဲ့လိုဆိုလို့ရှိရင်တော့မင်းသူတို့ကိုရတဲ့ကာထာငါသင်ပေးမယ်ဆိုပြီးတော့နောက်ဆုံးတော့အနိစ္စဒုက္ခအကြောင်းသင်တာပါပဲဒါဘုရားပညာသင်နည်းပြောတာပါကျန်တဲ့
တကယ်လက်တွေ့ပညာသင်ဆိုတော့ဘုန်းဘုန်းကမူလတန်းကျောင်းကိုမနေဘူးတဲ့ဘုန်းကြီးဆိုတော့လောကီပညာတွေကြောင်းသိပြီးတော့မသိပါဘူးဟိုဖះပြောတဲ့ပညာတတ်ကလေးများအကြောင်းကိုနည်းနည်းပြောပါမယ်နော်ဖះပြောတဲ့ပညာတတ်ကလေးများဆိုတာလေသိထွေထွေထူးထူးမဟုတ်ပါဘူးသားတို့သမီးတို့ရနိုင်မယ်ထင်ပါတယ်မင်္ဂလာတရားတော်မှာပညာရဲ့အုပ်စုမင်္ဂလာကို၄ခုပြထားတယ်လို့ထင်ပါတယ်နော်ဘာဟုတ်သစ္စာသိပ္ပင်စာဝိနည်းစာသုဒိဋ္ဌိတောသုဘာတိတာစာယာဝါစာလင်္ကာလေးတမ္ပမင်္ဂလာကဗျာလေးရတော့ဘာလို့တက်ကောင်းတက်ရဟူသည်များကိုကြားမြင်တုတ္တရှိပါသည်ပညာရဲ့ရှေ့ပြေကဘုသုတ္တပဲတုတ္တပညာဘယ်တော့မှလိုက်လို့မဆုံးပဲတစ်သက်လုံးသိရမယ်ပညာပါပဲเนาะသုတ္တပညာပြီးရင်သိပ္ပင်စာကြတော့ဥယျာဉ်တီထောင်ဝမ်းစာရေးနဲ့အသက်မွေးဖို့အတတ်သင်လေဆိုတော့သုတ္တပညာနဲ့သိပ္ပံပညာပါအခုသားတော်သမီးတို့ကျောင်းမှာသင်နေရတာကသိပ္ပလို့ခေါ်ပါလိမ့်မယ်เนาะဗါလဲသိပ္ပံပညာပါပဲဒီဝိဇ္ဇာနဲ့သိပ္ပံလို့ဟိုဗမာနိုင်ငံပညာရေးဌာနခွဲထားတဲ့စကားလုံးကတော့သူတို့ကိုယ်တိုင်ကအဲ့ဒီစကားလုံးကိုနားမလည်လို့ခွဲထားတာမဟုတ်ပါဘူးသိပ္ပဆိုတာသင်ယူရတဲ့ပညာပါပဲသုတ္တဆိုတာကိုယ့်အကိုလေ့လာရတဲ့ပညာပဲဒီဘာနဲ့တူလဲဆိုရင်တော့ဖះပေးတဲ့ဥပမာတိုင်းဆိုရင်သိပ္ပဆိုတဲ့ပညာကဒီသားတော်တပည့်တော်ခုအထက်ကထွက်သွားရင်တက္ကသိုလ်တွေရောက်ပါလိမ့်မယ်တက္ကသိုလ်ကြရင်လည်းဘွဲတွေရပါလိမ့်မယ်အဲ့ဒီဘွဲရတဲ့အထိတင်းလာတဲ့သိပ္ပပညာဆိုတာဘာနဲ့တူလဲဆိုရင်ဟိုသစ်ပင်လေးတစ်ပင်အရွက်အရိပ်အပွင့်အရွက်အသီးလိုရသုံးလို့ရတဲ့သစ်ပင်လေးတစ်ပင်ကိုပေးလိုက်တာပဲအဲ့တရသမီးတို့ခုနဲ့စိုက်ပျိုးနေရသစ်ပင်လေးတစ်ပင်ရလာပြီဆိုရင်ဘာလို့ကြမလဲကိုရှိရတဲ့သစ်ပင်လေးဟာအရိပ်လည်းခုတ်လို့မရသေးဘူးအရွက်လည်းစားလို့မရဘူးအပွင့်အသီးနဲ့အဝေးကြီးပဲအဲ့တော့သူ့ရိတ်ခိုးခြင်းနဲ့သို့မဟုတ်သူ့ရွက်စားခြင်းနဲ့သူ့ရဲ့အပွင့်အသီးကိုအသုံးပြုခြင်းနဲ့ဆိုရင်ဘာလို့ကြမလဲဆိုရင်စိုက်ပျိုးရမှာပဲဟုတ်လားစိုက်ပျိုးပြီးတော့ရေလောင်းပေါင်းတဲ့အများတိုင်းပြုစုနေရမှာပဲသုတ္တပညာဆိုတာအဲ့ဒီရေလောင်းပေါင်းသင်ခြင်းနဲ့တူတယ်ကျောင်းကအတတ်တွေဘယ်လောက်သင်လိုက်လောကထဲမှာသုတ္တပညာနဲ့ရေလောင်းပေါင်းသင်မပြုဘူးဆိုရင်ဒီသိပ္ပံပညာဟာဘယ်တော့မှရှင်တန်ကြီးထွားမလာဘူးသူ့ရိတ်လည်းခေါ်လို့မရဘူးသူ့အရွက်အပွင့်အသီးလည်းသုံးလို့မရဘူးသုံးလို့ရအောင်ဘာနဲ့လုပ်အောင်နော်သုတ္တပညာနဲ့အမြဲလေ့လာတယ်ဗမာပြည်မှာကဟိုလူတွေရဲ့အသက်ကိုအပ်ထားတဲ့ဆရာဝန်တွေမှာတောင်အဲ့ဒီသုတ္တအကြောင်းမသိဘူးမလေ့လာဘူးကျွန်တော်အမေရိကန်မှာအဲ့လိုမဟုတ်ဘူးဘလောက်ကြီးတဲ့ဆရာဝန်တွေပဲဖြစ်ဖြစ်3လတစ်ကြိမ်သင်တန်းတက်ရတယ်ဘာလို့လဲဆိုတော့နောက်ဆုံးတွေ့ရှိတဲ့ယောဂများနဲ့နောက်ဆုံးတွေ့ရှိတဲ့ဆေးဝါးတွေကိုဟိုကဟောပြောတယ်ဟောပြောပဲပြီးလို့ရှိရင်လည်းပဲဒီဗမာပြည်လိုတက်ရောက်ပါတယ်ဆိုတော့လက်မှတ်ထိုးရုံနဲ့မပြီးဘူးသူကအဲ့ဒီဟောပြောချက်တွေနဲ့ပတ်သက်လို့သူဘယ်လိုသဘောရတယ်ဆိုတာတစ်လအတွင်းမှာစာရန်တင်ရတယ်အဲ့လိုစိတ်ဝင်စားဟောတော့ဆိုဆရာဝန်ကြီးတွေအုံးနေပြီပဲအတတ်ပညာအမြဲတမ်းနှုတ်ပြနေတယ်အမြဲတမ်းနှုတ်ပြနေအောင်ဘာလုပ်ရတာလဲဆိုရင်အခုနသုတ္တပညာနဲ့ရေလောင်းပေါင်းတင်ပြုတ်ပြရတာအဲ့တော့တပည့်တော်ကကျောင်းတွေမှာသိပ္ပပညာသင်တယ်လို့ထင်ပါတယ်သုတ္တပညာဗမာပြည်ပညာရေးစနစ်ထဲကိုမရှိဘူးအဲ့တော့ဆရာကြီးဥတ္တညောမကြခင်မှာရေးထားတာဥစဉ်လည်းဖတ်ပြပါတယ်ဆရာမကြီးတို့လည်းဖတ်တင်ပါတယ်ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်ဖင်လန်နိုင်ငံပညာရေးစနစ်အကြောင်းပြောရတာကကမ္ဘာမှာပညာအတော်ဆုံးနိုင်ငံကဖင်လန်နိုင်ငံပဲတစ်နှစ်သုံးချက်လို့ရှိရင်အမေရိကန်ကနံပါတ်73လောက်မှာရှိတယ်ထူးထူးခြားခြားအာရှတိုက်ထဲကကိုရီးယားကနံပါတ်8လောက်မှာရှိတယ်နံပါတ်1ကတော့ဖင်လန်ပဲအင်္ဂလန်တို့ဘာလို့လဲမဟုတ်ဘူးအဲ့ဒီနိုင်ငံမှာ test book မရှိဘူးဆရာမတို့ကိုယ်စားကျောင်းမှာ test book တွေကိုသင်ရတာအဲ့ဒါလည်းဥစ္စာတော်စိတ်ပြတ်တာသူတို့နိုင်ငံမှာ test book မရှိဘူးခေါင်းစည်းပဲပေးထားတာကျောင်းသားတယောက်ကသင်္ချာတက်ရမယ်အ
အထွေထွေသိပ္ပံတတ်ရမယ်စာဖတ်ရှိရမယ်ဘာသာစကားတစ်ခုအပူယူရမယ်ပေါ့ဟိုကျန်တဲ့ဓာတုဒုပဒါရှိပါလိမ့်မယ်အဲ့ဒီဟာတွေသင်ပါလို့ပဲပြောလိုက်တာဘာနဲ့သင်အောင်ဆိုကိုတတ်သလိုသင်ပဲအင်္ဂလိပ်စာကိုဆရာမကြီးဒီ textbook ထဲကစာတွေကရက်ထဲမှာသုံးမှာမဟုတ်ဘူးကိုတတ်တဲ့အတိုင်းပဲအဓိကတော့ဒီကလေးအင်္ဂလိပ်လိုရေးတာဖတ်တတ်ဖြစ်သွားရင်အဲ့ဒါအင်္ဂလိပ်နဲ့ပတ်သက်လို့သင်ပညာပဲသင်ချားလဲဒီတိုင်းပဲကိုတတ်သလိုသင်ဘယ်လိုအရေးရှင်းရှိရမလဲဆိုတာသူတို့သိတယ်အဲ့တန်သင်တာပြီးရင်စာအုပ်ရလဲဆရာမသူကလေးသူအမှတ်ပေးသွားတာအဲ့ဒါစာအုပ်စစ်တယ်လည်းမရှိဘူးကြားတယ်လည်းမရှိဘူးဒါ high school ဆိုရင်စနတန်းပြီးလို့ရှိတယ် high school level ပေါ့ရအောင်သင်ကြားပြီးဆိုရယ် certificate ကိုပေးလိုက်တာပဲတက္ကသိုလ်ဆက်သက်ရှင်တော့သူလေ့လာတက္ကသိုလ်ရောက်ရင်တော့ဝင်ခွင့်ဖြေရလိမ့်မယ်အဲ့ဒါကလေးက7တန်းလောက်တည်းကစပြီးတော့သူယူမဲ့ဘာသာရပ်နဲ့ဆိုင်တဲ့စာအုပ်တွေပြီးရင်ဒီမှာဘဝကျွမ်းကအိမ်စာပေးတယ်သူတို့ရှိမှအိမ်စာပေးတာမဟုတ်ဘူးမင်းယူနေတဲ့ဘာသာနဲ့ပတ်သက်ရင်ဘယ်စာအုပ်တွေဖတ်ဆိုပြီးအိမ်မှာဖတ်ဆရာစာအုပ်ပေးတာအဲ့တော့ဆရာစာအုပ်ထဲမှာလည်းပါလိမ့်မယ်ဖင်လန်နိုင်ငံရဲ့မိဘဆရာပူပေါင်းပုံကအမေရိကန်နဲ့ကိုမတူဘူးအမေရိကန်မှာမိဘတွေကသာသမီပညာရေးအတွက်ပူပေါင်းတယ်ဆိုတာကျောင်းစီပွဲခေါ်ရင်မှန်မှန်တက်တယ်ရန်ကုန်ဝင်မှန်မှန်ထည့်တယ်ကျောင်းအားစားပွဲမှာလိုက်ပြီးတော့အားပေးတယ်အဲ့ဒါဆိုရင်မိဘကဆရာနဲ့ပူပေါင်းတယ်လို့ယူဆတယ်ဖင်လန်မှာအဲ့လိုမဟုတ်ဘူးကျောင်းစီပွဲမတက်ဘူးအားကစားသူကသူလှုပ်ချင်လို့မလှုပ်ချင်နေမဆိုင်ဘူးမိဘကဘယ်လိုပူပေါင်းဆိုရင်ကလေးကျောင်းကယူလာတဲ့စာအုပ်ဖတ်တဲ့အခါဆိုရင်တော့ဒီမှာလို့မိဘကဖုံးမပေါ်ဘူးသူရှိပါ TV လည်းမကြည့်ရဘူးကလေးစာဖတ်တဲ့နေရာမှာဘာလို့မင်းဘာတွေဖတ်နေတာလဲမင်းလေးလာဘာသာတွေလဲအဲ့ဒါကိုစိတ်ဝင်စားမေးစိတ်ဝင်စားဆွေးနွေးပေးတယ်မိဘကအဲ့လိုနည်းနဲ့ပူပေါင်းတော့ကလေးကလည်းသူသိသလောက်ပြောတာကိုလူကြီးတွေကနားထောင်နေတယ်ဆိုတော့စိတ်ဝင်စားတယ်တနေ့တည်းထူအောင်ပြောနိုင်ဖို့လဲစားတယ်ဖတ်တယ်ဒါတော့သမီးတို့ရမိပါတယ်အဲ့လိုပူပေါင်းလားမင်းအိမ်စာတွေပေးတဲ့ထားပြီးအောင်လုပ်တော့ဆိုပြီးတော့အမေကဖုံးပွနေလို့ကတော့အဲ့ကလေးတယောက်မှပညာကြိုးစားမှာမဟုတ်ဘူးတာသမီပညာရေးစိတ်ဝင်စားရင်တာသမီအိမ်စာလုပ်နေတဲ့အချိန်မှာမိဘကအဲ့နာကိုဗာလေးများရှာသေးတယ်ငိုက်နေသလားမုံစားအောင်မလားအဲ့လိုကိုစိတ်ဝင်စားပူပေါင်းတာသူတို့နိုင်ငံမှာထပ်ပြီးဘောဓိသင်္စာသိပ္ပင်စာဆိုတာသိပ္ပအတ္တပညာတွေကိုသုတ္တဆိုတဲ့ကိုလေးလာစီးဘူးတဲ့စာဖတ်ခြင်းနဲ့ညီတော်မြောက်ပြရပါမယ်ဒီစနစ်ကလည်းဘာမှမရှိပါဘူးမရှိပါဖះနီးဘောဓိစာသိပ္ပင်စာဒီစင်သုတ္တပညာနဲ့လည်းမြင့်တင်ပေးပြီးတော့သိပ္ပပညာတွေလည်းအရေးခိုလောက်အောင် ONT ထောင်ဝမ်းစာရေးနဲ့အသက်မွေးဖို့ဆိုတဲ့အတိုင်းအသက်မွေးဝမ်းကြောင်းဖြစ်လာအောင်ဆိုရင်အဲ့ဒါပညာတတ်ပလားဆိုတော့ဘုရားကအဲ့ဒါပညာမတတ်သေးပါဘူးတဲ့အဲ့လောက်နဲ့ပညာရှိလို့မရဘူးတဲ့ဒါဖြစ်ဘာလို့လဲဆိုဝိနည်းယောစသုတိခိတောတဲ့အဲ့ဒါကိုမင်္ဂလာကဗျာကတော့လူနှစ်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားနားလည်စေအဲသင်ကြားတဲ့နားလည်ကိုမင်္ဂလာကဗျာဆရာကြီးခွဲရေးပြတာတိတ်ကိုရေးကြည့်တာဒါဘာမှပဲဥစဉ်ထင်ပါတယ်ပညာရေးဝန်ကြီးကစပြီးအဲ့စကလုံးနှလုံးကိုနားကိုမလဲဘူးသင်ကြားတာနဲ့နားလည်တာကိုသဘောမပေါက်ဘူးသင်ကြားတာကခုနသိပ္ပပညာပဲနားလည်ရင်သုတ္တပညာလိုတယ်အဲ့တော့လူနဲ့ဆိုင်ရာကျင့်ဝတ်များဆိုတော့ဗမာပြည်ရဲ့ကမ္ဘာမှာအောက်တန်းအကျဆုံးချွတ်တဲ့ချက်ကတော့လူနဲ့ဆိုင်ရာကျင့်ဝတ်များပါပဲအ ਨੇ ဆုံးတကယ်လူကြီးတွေဟိုမြက်ခင်းမော်ဖြတ်မသွားရတော့ရေအိုးစင်သားမှာကွမ်းသွေးမထွေးရလို့အဲ့စာတွေရေးထားဥစ္စာတအားရှက်တာဟာနိုင်ငံခြားကလူတွေများစာဖတ်တတ်လို့ရှိရင်ဒီနိုင်ငံမှာလူကြီးတွေကိုဒီအသိလောက်ရဖို့တောင်စာရေးကတ်ထားတဲ့နိုင်ငံလားဒီလောက်အောက်တန်းကျတဲ့နိုင်ငံကြီးလားလို့ဒီလောက်ထင်စရာကောင်းတာကိုဂုံယူဝင်ရစွာသူတို့ကစာရာကြီးတွေရေးထားတာအိန္ဒိယဖြတ်တတ်မသွားရအမိုက်မပြေရကွမ်းသွေးမထွေးရအဲ့ဒါလေးကိုကျတို့စာရေး
ပြနေရတာအဲ့ဒါကလေးတွေအတွက်မဟုတ်ဘူးလူကြီးမလိမ္မာတွေအတွက်ရေးထားတာလူကြီးတွေကတော့အမေရိကန်မှာလမ်းဘေးအမိုက်ပြတ်တယ်ဆိုတာမရှိဘူးဂျပန်ဆိုရင်ကမ္ဘာမှာအတင်းကျပ်ဆုံးကအမိုက်ပဲဘာလို့လဲဂျပန်ကစီးပွားရေးတုတ်တာစက်ရုံထဲမှာဖုံတစ်ကုတ်ဟာဒီစက်ထဲကိုသူထုတ်တဲ့အင်ဂျင်ဒီဗမာပြည်မှာဒီပထမဆုံး RTC ကားတွေစပြီးဂျပန်ကရောက်တဲ့တုန်းက RTC ကားအသစ်တစ်ခုဟာနှိုးလို့အဆင်မပြေဘူးအဲ့ဒါသူ့ကုမ္ပဏီကလိုက်လာတာအကုန်လုံးစစ်တာဘာမှချွေးကျမတွေ့ဘူးဆိုကြတော့နောက်ဆိုသူတို့အသေးစိတ်Google လို့ဆိုရင်တော့လူဆိုရင်တော့ ultrasound ရိုက်လို့ဒီ engine ကိုရိုက်တဲ့ခါကျတော့အဲ့ engine ရဲ့အလဲကောင်မှာလေခိုးနေတဲ့ကွက်လက်တစ်ခုရှိတာအဲ့ဒါဘာလဲဆိုတော့မတန့်ရှင်းတဲ့အမိုက်ကြောင့်အဲ့တော့ဒီဂျပန်ပြည်မှာတော့လမ်းပေါ်အမိုက်ပြခြင်းဟာဂျပန်ပြည်ကိုဖျက်ဆီးခြင်းပဲအဲ့လောက်ကိုသူကလေးတွေကိုတင်ထားတာအဲ့ဒါလူနဲ့ဆိုင်ရာကျင့်ဝတ်တွေကိုအဲ့လောက်ကစပြီးတော့တင်ရတာသာသမီတို့ပညာတွေဘလောက်တတ်တာလူနဲ့ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားဟောနေဘူးနားမလဲဘူးဆိုလို့ရှိရင်မင်းပညာရှိလို့မရဘူးဒါကြောင့်ဘုရားပြောတဲ့ပညာရှိဖြစ်ခြင်းကတုတ္တပညာလည်းရှိရမယ်သိပ္ပပညာလည်းရှိရမယ်ပြီးရင်လူနဲ့ဆိုင်တဲ့လူကျင့်ဝတ်တွေအကုန်လုံးအများကြီးရှိပါလိမ့်မယ်တပည့်ကျင့်ဝတ်တို့သာသမီကျင့်ဝတ်တို့မင်းတို့ကိုယ်တိုင်မိဘဖြစ်သွားရင်လည်းမိဘကျင့်ဝတ်တို့ရှိပါလိမ့်မယ်ပြီးရင်တော့ဘုံကျင့်ဝတ်ခေါ်တာပါခုနလိုစိကနကြအမိုက်ပဲလိုနေရာမျိုးမှာပြည့်ရတယ်တို့စားတဲ့ဟာတွေအကုန်လုံးရှိပါလိမ့်မယ်တဲ့ဒီအဲ့ဒီလိုဆိုရင်တော့ပညာရှိဖြစ်သွားတယ်အဲ့လောက်နဲ့လည်းမရသေးဘူးတဲ့ပညာတော်တော်လေးတော့ရှိသွားပြီသုတ္တပညာတွေကလည်းအများတိုင်းမပြတ်ရေလောင်းသစ်ပင်တစ်ခုရေလောင်းပေါင်းတင်လို့လေ့လာနေပဲသိပ္ပပညာလည်းသင်ကြားပြီးပြီလူနဲ့ဆိုင်ရာရှင်းဖို့တွေကိုလည်းပဲသင်ကြားခဲ့တယ်လေ့လာတယ်ဆိုတာတကယ်လည်းလက်တွေကျင့်သုံးနားလည်ထားပြီးသူတို့ဆိုပညာရှိမဖြစ်သေးဘူးဆိုမဖြစ်သေးဘူးတဲ့ဘာလို့လဲဆိုတော့တို့မြန်မာစကားမှာရှိတယ်လူတစ်ခုလုံးမှာအရေးကြီးဆုံးစောင့်ထင်းဖို့အခက်ဆုံးကပါဇက်ပဲတဲ့ရှစ်လူကြီးကမုန်းစေလို့လဲပါဇက်လက်လေးသေးပဲရှစ်စေလို့လဲပါဇက်လက်လေးသေးပဲလို့ပြောပါတယ်ဒါလူမှုဆက်ဆံရေးမှာဖះကတော့မဟုတ်ဘူးနိဗ္ဗာန်သွားခြင်းလဲဒီပါဇက်လက်လေးသေးပဲအဘယ်သွားခြင်းလဲဒီပါဇက်လက်လေးသေးပဲဒီပါဇက်ဒီဝစီဒုစရိုက်လို့ခေါ်တဲ့ဆိုးရတဲ့စကားတွေကိုပြောရင်ဒီစကားကြောင့်အပယ်သွားနိုင်တယ်နော်သမ္မာဝါစာလို့ခေါ်တဲ့ကောင်းမွန်မှန်ကန်ယဉ်ကျေးလိမ္မာတဲ့စကားတွေပြောခြင်းလည်းပဲဒီစကားပြောခြင်းကဒီပင်လင်နိဗ္ဗာန်ရောက်နိုင်တယ်အဲ့တော့ဥစ္စာကဗမာပြည်ကဗုဒ္ဓဘာသာအရေးအမှားကြီးတွေကိုမေးတဲ့အခါအဲ့ဒီမှာပြဿနာတုံတယ်လူစရာလူရမယ်လူတကိုယ်လုံးမှာကံရဲ့အမွေနည်းတွေမျက်စိပါတယ်နားပါတယ်နှာခေါင်းပါတယ်ပါးစပ်ရှားပါတယ်ပေါ့လေကိုယ်လုံးလည်းပါတယ်အဲ့ဒါတွေအကုန်လုံးကိုစနစ်တကျသုံးနေရမယ်အဲ့ဒါပါးစပ်ကပါသုံးတာလဲဆိုတော့စကားပြောတာပဲဒါစကားပြောစရာရှိလို့ပြောရင်မင်းတို့စကားပြောနေရင်တချို့ဘုန်းကြီးတွေကဟောတယ်လို့စကားတွေပြောနေဒီကောင်အပယ်သွားမှာပဲလို့ပြောတယ်ဒါပေမဲ့ဖျားရတော့မဟုတ်ဘူးစကားပြောခြင်းသည်နိဗ္ဗာန်သွားတဲ့စကားပြောခြင်းလည်းရှိတယ်အပယ်သွားတဲ့စကားပြောခြင်းလည်းရှိတယ်ဆရာမကြီးတို့ဆိုရင်သိပါပါမက်ကင်ရှင်ပါတယ်မှာပထမဆုံးစကျင့်မဲ့မက်ကင်ကသီလမက်ကင်ကိုကြည့်မယ်ဆိုရင်ဘာတွေပါလဲဆိုရင်တမ္မာဝါစာတမ္မာကမ္မန္တာတမ္မာအာဇီဝအဲ့ဒါဘယ်ကစလဲဆိုရင်တမ္မာဝါစာစတာဒါကြောင့်နိဗ္ဗာန်နဲ့ငရဲလမ်းခွဲကပါဇက်ကစတယ်အဲ့ဒါကြောင့်ဘုရားကလည်းဒီပါတကယ်ပညာရတယောက်ဖြစ်ရတဲ့သူပါတိတာစာယာဝါစာမင်္ဂလာကပြားရတော့ပါတော့မှန်ကန်ရင်ကြီးချိုတာအေးဆိုရတတ်ပါစေတဲ့အဲ့ဒါတိတ်ကိုရေးကြည့်တယ်ဗမာပြည်ကအချို့တဲ့ဆုံးပါပဲဥစဉ်ကခင်တဲ့ဆရာဝန်တွေအများကြီးရှိတယ်ဒါပေမဲ့ဥစဉ်ကျမကြီးသွားစစ်တော့ဘန်ကောက်ကိုသွားစစ်ပါတယ်
သူတို့ကခနဲ့တက်ပြီလေဘာထုလဲဖျားတယ်ပညာအရတာဘာမှမထုပါဘူးဘာရက်ဆရာဝန်လည်းတတ်ပါတယ်လို့သို့တော့ဗမာပြည်မှာဆေးကိုတက်ပြီးလို့ရှိရင်ပြန်လာရင်တွေ့သမျှဥစဉ်ကတန်းစီပြီးပါရိုက်ပြီးချင်းစိတ်ကြီးပေါက်တယ်လို့ဘာလို့တိတ်မိတ်ရိုင်းတာပဲလို့သူနာပြုတ်ဆရာမတွေဆက်ဆံရောဆရာဝန်တွေဆက်ဆံဟိုမှာဗမာပြည်တဲ့ဥစဉ်4 စားလောက်ကုန်ပါတယ်လို့ဒါပေမဲ့ပြန်လာတဲ့အခါကျေးဇူးတင်ပါတယ်လို့လူတိုင်းကိုပြောချင်စိတ်ပေါက်လာအောင်ကိုသူတို့ကပြောဆိုဆက်ဆံမှုတတ်တယ်အဲဒါကြောင့်ပညာရှိတစ်ခုနောက်ဆုံးလောက်ပဲဆိုရင်နောက်ဆုံးအင်္ဂါရကပါလို့ဆိုလိမ္မာရင်ကြီးချိုတာအေးဆိုရတတ်ပါစေအဲ့ဒီအင်္ဂါ4 ချက်ကြီးမှပညာရှိတယောက်ဖြစ်ပါတယ်တဲ့ဒါတော့မှတ်ပြီလားပထမဆုံးကဘာတော့တက်ကောင်းတက်ရာဥဒမြကိုကြားမြင်သုတရှိပါစေဆိုတဲ့ဘုသုတကိုလည်းအမြဲလေ့လာနေခြင်းတဲ့ပြီးရင်အိုးရင်ဒီတောင်ဝမ်းစာရေးနဲ့အသက်မွေးဖို့အတတ်တဲ့အဲ့ဒီအသက်မွေးဝမ်းကြောင်းမှုသိပ္ပံပညာတတ်ခြင်းတဲ့ပြီးတော့လူနဲ့ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားနာအဲ့ဒီအင်္ဂါရလည်းပါမယ်အဲ့ဒီတခုခုရောက်နေရင်မပညာရှင်ဖြစ်ကိုမဖြစ်ဘူးခုနကပြောသလိုပဲဘုံပြောသလိုပဲเนาะမလွဲတာလို့လာပြီးမှအန်ကြိတ်ပြီးတော့ပါးရရှိစိတ်ပေါက်ပြီးတော့ထွက်သွားပြီဆိုရင်အဲ့ဆရာကလည်းပညာရှင်မဟုတ်ဘူးအဲ့ဆရာမတွေလည်းမဟုတ်ဘူးပေါ့လေဆရာမတွေဒီကြားမှာတော့ရိုက်လာဆရာမကြီးဟမ်ဟုတ်တယ်အဲ့ဒါမြစ်ကြီးနားမှာသွားဟောပြောတော့မြစ်ကြီးနားအထကအကြောင်းမှာပါလဲဆိုရင်ဟိုမဂ္ဂဒေဝလင်္ကာတွေကစာပိုက်လေချစ်ရှုမေတ္တာကရုဏာနဲ့နာနာကျင်ချင်းအပြည့်မြင်တိုင်းဝမ်းတွင်မတော်ဟုတ်တိုင်းဆိုလို့ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဟူလို့အဲ့လိုရေးထားတယ်ဒါပေမဲ့အဲ့ကျင်ဆိုတဲ့နေရာမှာရပင်းနဲ့ရေးထားတယ်နာကျင်ကျင်ရိုက်တန်ရိုက်လို့အဓိပ္ပာယ်ကောတာမဟုတ်ဘူးမူလစကလုံးသုံးလုံးကရရနေပါနာနာကျင်ဆိုတဲ့စကလုံးကလင်္ကာရပဲအဲ့ဒါဘာနဲ့တူလို့ဆိုရင်မြောက်ရီမင်းကြီးဦးစားရဲ့ဟိုဆရာအပပြောခေါ်တာပါလေလာကိုမြင်ကျဲစင်ဟုတ်ဖဲဆိုတာလေတဲ့လာကိုမြင်ဆိုတဲ့4-3နှစ်ဆရာကျဲစင်ဟုတ်ဖဲအဲ့ဒါလည်းသင်တဲ့ဆရာတယောက်ကဟိုကျဲတာရမဟုတ်ဘူးလာလို့ပြောတာမဟုတ်ဘူးစင်ကြဲမဟုတ်ဘူးလို့ပြောတာကာယယာကျဲစင်ဟုတ်ဖဲခုလည်းပဲရှိမေတ္တာကရုဏာနဲ့နာနာကျင်ကကျင်နာလို့ပြောတာပါရှေ့ကရှေ့ရှုမေတ္တာကရုဏာဆိုတဲ့စကားလုံးပါတာကိုထောက်သွားပြီးကလေးကိုနာကျင်အောင်ရိုက်ရမယ်လို့ပြောတာမဟုတ်ဘူးဘယ်လိုပြောတော့ကျင်နာလေးနဲ့သင်ရမယ်လို့ပြောတာပါဒီစာသင်ကျမ်းမှာလည်းပဲဆရာမတွေကိုဟိုဦးဇင်းခဏပြောပါတယ်ဒီဆရာမဆိုတာအာစရိယကုနော်အနန္တောဆိုပြီးတော့တို့ကဖះနဲ့တကိုင်းနဲ့မိဘတွေကလည်းမာတာပိတုကုနော်အနန္တောနည်းနည်းလေးပြောချင်တာကတော့လို့အဲ့ဒီအာစရိယကုနော်အနန္တောဆိုတဲ့ဘွဲ့ကဘယ်သူကပြတာတော့စဉ်းစားဘူးလားဘယ်သူကပြတာတော့ဆရာဆိုတာတပည့်မရှိရင်ဆရာဖြစ်ကုန်ဖြစ်ဘူးတပည့်ဆိုတာရှိလို့ပါတော့ဆရာဆိုတာဖြစ်တာအဲ့ဒါဖះကပွေတဲ့ဘွဲ့မဟုတ်ဘူးဘယ်သူကပွေတော့တပည့်ကပွေတဲ့ဘွဲ့တို့ကအနန္တကိုင်းဝင်ကျေးဇူးရှင်ကြီးတွေဆိုရင်အဲ့ကျေးဇူးရှင်ကြီးအဆင့်ကိုပြင့်တင်ပေးတာကဘယ်သူလဲဆိုရင်တပည့်ဆိုတဲ့ကျေးဇူးရှင်လေးတွေဆိုတာကိုမမိပါနဲ့မိဘတွေလည်းအဲ့ဒီတိုင်းပါပဲတို့ကမာတာပိတုကုနော်အနန္တောဖះနဲ့တကိုင်းနဲ့ဆိုရင်အဲ့ဒီဘွဲ့ဘယ်သူကပြရတာပေါ့တာသမီးဆိုတာမရှိဘဲနဲ့တို့မိဘမဖြစ်ဘူးမိဘမဖြစ်ဖဲနဲ့ဖះနဲ့တကိုင်းနဲ့မာတာပိတုကုနော်အနန္တကိုင်းမဝင်းကိုမွေးနိုင်ဘူးဒါဖြင့်အဲ့ဒီကိုမြင့်တင်ပေးတာဘာလို့လဲတွက်ကြည့်ပဲဆိုရင်တပည့်တွေကဆရာတွေကိုမြင့်တင်ပေးနေတာလားဆရာတွေကတပည့်တွေကိုမြင့်တင်ပေးနေတာလားတပည့်ကဆရာကိုမြင့်တင်ပေးနေတာလားဆိုရင်ဆရာတွေကတပည့်ကိုတော့တစ်နှစ်မှတစ်တန်းလောက်ပဲမြင့်တင်ပေးနေမှာပါတပည့်ကဆရာတွေကိုတော့ချက်ချင်း
အာစရိယကုနောအနန္တောဆိုပြီးတော့ဖះနဲ့တကိုင်းတည်းအထိမြင့်တင်ပေးတာသူတို့ဖြစ်နေတဲ့အတွက်အဲ့ဒါရှိမေတ္တာကရုဏာနဲ့ဆိုတာလေးကိုတော့မမေ့ပါနဲ့လို့အဲ့တော့အဲ့ဒီဖះနဲ့တကိုင်းတည်းအနန္တဂိုင်းဝင်အဖြစ်မဂ္ဂရိကဆရာတော်ကြီးကလည်းမြင့်တင်ပေးတာကိုကျတော့ဗမာကြီးကတော့ဒီလောကီကြောင်းနေတော့မနေဘူးလို့မသိပါဘူးဦးဇင်းကဘုန်းကြီးကြောင်းနေတာကျတော့ဘုန်းကြီးကြောင်းကကိုယ်ဆရာသမားတွေပြင်မာတော့မဟုတ်ပါဘူးအနန္တဂိုင်းဝင်နေမဟုတ်ဘူးနွားကြောင်းသားဂိုင်းဝင်တွေဖြစ်နေတယ်ဘာဂိုင်းဝင်တော့နွားကြောင်းသားအညာသားမှသိတယ်နွားကြောင်းသားဆိုတာကထွက်လာတဲ့ကနွားကြောင်းသားလောအိတ်အတူစလွယ်တိုင်းကိုလည်းအဲ့ဒီမှာလောက်စလုံးနဲ့၄ခွရှိတယ်လက်ထဲမှာဟိုပြစ်ကောင်းရိုက်ကောင်းဒုတ်ချောင်းပါတယ်အဲ့နွားတွေကစချန်ကထုတ်တွေကမိရင်ဒုံးနဲ့ရိုက်တယ်မမိရင်ဒုံးနဲ့လှမ်းပြတ်တယ်ဒုံးနဲ့မမိဘူးဆို၄ခွနဲ့ပြတ်တယ်၄ခွနဲ့လည်းမမိဘူးဆိုရင်ဘာလို့ဆိုကလော်တုတ်တာပဲအဲ့တော့အခုကျောင်းဆရာကြီးကဝင်လာတွေကမင်းတို့ဒီကျောင်းနေတော့မသိဘူးဘုန်းကြီးတို့ဘုန်းကြီးကျောင်းနေတော့ကတော့မောင်မသက်လွင်ကျိုးဆိုဝေးကတိတ်ရင်ကြီးတာရှေ့မှာစပွဲကြီးရှာတော့တယ်ဘုန်းကြီးကထိုင်လို့အဲ့ပေါ်မှာထလပပြားတစ်ခုရှိတယ်လက်၃လုံးလောက်ကျိုးဆိုပွဲတီးလုံးကတော့အဲ့ထလပပြားနဲ့ဗျန်းဆိုချလိုက်တာပဲစပွဲကိုကန်ရိုက်တဲ့ပြီးမှမြောက်ပြသေးတယ်ဒီတော့ဘု து အတွက်လဲဘုန်းကြီးကအဲ့လိုပြောတဲ့ခါကျတော့ဒီကလည်းသူကသူထားတာဘု து အတွက်လည်းပဲသိလေတော့တောင်းကြည့်မြအဲ့မှာចောင်းသားကြီးတွေကရှေ့သိပြီးတယ်တပည့်တို့အတွက်ပါဖျားလို့ပြောဆိုတော့အဲ့ဒါမှထပ်ပြီးတော့ပြောစမ်းဘု து အတွက်လည်းအဲ့ကြောက်နဲ့ပြောတယ်ပေါ့တပည့်တို့အတွက်ပါဖျားအဲ့ဒီမှာဘုန်းကြီးကျောင်းဆိုယူကျောင်းစည်းကံကကျောင်းသားကြီးတွေကသင်ပေးတယ်ဘာလို့ဆိုသုံးပေအထက်တက်ခဲ့ရင်သုံးချက်နာနာရိုက်ပါဗျာသစ်ပင်တဲ့ချောင်းနဲ့ကန်နဲ့ရေချိုးရင်သုံးချက်နာနာရိုက်ပါဗျာအော်ဟဲ့ဆက်ဆိုရန်တွေ့လင်းငါးချက်နာနာရိုက်ပါဗျာနောက်ကသူ့တဲ့တန်ယိုရန်ဖြစ်ရင်ကျောင်းတော်ကြီးကနှင်ပါဗျာអော်ရတယ်អော်ပြီးတော့နားလဲလားနားလဲပါပြီဆိုပြန်သွားနောက်ကလေးဆိုတော့ဆော့တာပဲကျောင်းသားတွေဆိုတာတယောက်နဲ့တယောက်အပြစ်ပြောဖို့လိုက်ကြည့်တာကိုကတစ်ပင်မတက်တယောက်သွားပြီးတော့ဖုန်းချောင်းခေါ်ခဲ့လိုက်ရောမင်းအဲ့မတက်လားဆိုတော့မလိုက်ရဲဘူးတက်ပါတယ်ဗျာသုံးပေကြော်တာကြော်ပါတယ်ဗျာကဲဆိုစမ်းသုံးပေအထက်တက်ခဲ့ရင်ဆိုတော့သုံးချက်နာနာရိုက်ပါဗျာဆိုမှအဲ့မှာမှောက်ရတယ်အခုသာငါကရိုက်မှလားမင်းကရိုက်ခိုင်းတာလားလို့လည်းမေးသေးတယ်ဟာတော့သူရိုက်မလို့ပေါက်ထိုင်းတာကိုနာနာကြောင့်သုံးချက်နာနာရိုက်ပါဖျားလို့မင်းအော်တယ်လေးဆိုတော့တမတပြည့်ရိုက်ခိုင်းတာပါဖျားဆိုဟာဗမာပြည်စနစ်ကအဲ့တိုင်းပဲသူလို့ချင်တာတွေလှုပ်တာကိုခံရတဲ့လူကသဘောတူလို့ဆိုတဲ့အာမခံချက်နဲ့အဲ့လိုကြီးသိကြရပါတယ်အဲ့တော့ဘာကိုင်းဝင်ဖြစ်သွားတယ်ဆိုတော့နွားချောင်းသားကိုင်းဝင်ဖြစ်ပါတယ်ဆက်လက်ဆက်ပါတယ်ရိုက်လဲရိုက်ပါတယ်လေးခွနဲ့တော့အပြစ်တော့မခံဘူးပါဘူးဒုတ်နဲ့တော့တော်တော်လေးရိုက်ခံဘူးပါတယ်ဘုန်းကြီးကျောင်းဘယ်လောက်ရိုက်တယ်ဆိုပြီးစင်ကာပူမှာဥစဉ်နဲ့တငယ်ချင်းတယောက်ရှိတယ်စင်ကာပူမှာတခိုးဝင်လို့ကျိန်နဲ့ရိုက်တာမင်းဒီမှာဒီကျိန်ယေစုရိုက်တယ်ဆိုတော့အတော်နာမှာပေါ့ကွာဆိုတော့ငယ်ငယ်တုန်းကဘိုးပန့်လက်ရလောက်တော့မပြေးပါဘူးတော်ရကနာပညာတတ်လက္ခဏာပဲသောဆိုသဘောပေါက်ပါပြီနော်သာရတပည့်တို့အခုကျောင်းမှာသိပ္ပပညာအပြင်ဘာလို့ အောင်နော်သုတ္တပညာနဲ့စာဖတ်ပါလိမ့်မယ်ပြီးရင်တကယ်ပညာရှင်လေးဖြစ်တဲ့လူလောကထဲမှာရှစ်ဆက်သွားပဲဆိုရင်တော့ဘာလို့မလဲလူနဲ့ဆိုင်ရာကျင့်ဖို့အများကိုလည်းကောင်းစွာသင်ကြားနားလည်ဖို့လိုရတယ်ပြီးရင်တော့အရေးကြီးဆုံးကတော့ဘာလဲလိမ္မာရင်ကြီးချူတာအေးဆိုရေးတတ်ပါစေဆိုတာမင်းတို့တော်တော်အရေးကြီးပါတယ်ဆရာဆရာမတွေလည်းတနေ့ဖြစ်ချင်းဖြစ်မှာပါပဲခုနလည်းပဲသုံးချက်နာနာရိုက်ပါဗျာអော်ခိုင်းတဲ့ဆရာမတွေတော့ဆရာတွေတော့မဖြစ်အောင်ဆရာဝန်ဆိုရင်လည်းပဲကျေးဇူးတင်ပါတယ်လို့ပြန်ပြောချင်တော့အောင်ဘာဖြစ်မလဲလိမ္မာရင်ကြီးချူတာအေးဆိုရေးတတ်ပါစေဘုရားတော့
အဲ့ဒီမင်္ဂလာ၄ချက်သလုံးနဲ့ပြည့်စုံသူသားလေပညာရှင်အစစ်အဖြစ်တဲ့လောကထဲမှာတင့်တဲ့တိတ်ခါရှိရှိနေလို့ပြောပါတယ်အဲ့လိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ